လွှမ်းမိုင်ကဖြည့်ရှင်းစာတင်ပါပြီဒီဖြည့်ရှင်းစာထဲမှာနော်ဘောအဲထားတဲ့ဗီဒီယိုကိုသူနဲ့နော်ဘောနှစ်ဦးထဲမှာသာရှိကြောင်းသူတင်တာမဟုတ်ပါဘူးတစ္ဆာဆိုရဲကြောင်းပြောခဲ့ပါတယ်လွှမ်းမိုင်အနေနဲ့သူတင်ချင်ရင်အခုမှထားတင်စရာအကြောင်းမရှိပဲလွန်ခဲ့တဲ့2နှစ်ကတည်းကတင်မာဖြစ်ကြောင်းပြောကြားခဲ့ပါတယ်သို့တော်လည်းဒီ source ရဲ့တခြင်းသစ်ဖြစ်တဲ့နာမည်တက်ပြီးပြောပိုင်ခွင့်မရှိထွက်ချိန်မှာ comment မှာဝင်ရေးခဲ့တာကတော့သူရေးခဲ့တာပါတယ်ပရိသတ်တွေအထင်မြင်လွဲကြမှာဆိုလို့နန်းစုရဲ့ဒီဆိုးကိုကာကွယ်ဖို့အတွက်ရော EH ရဲ့မြေတားစာတွေအတွက်ရောသူရေးခဲ့တာဖြစ်ကြောင်းအသိပေးလာခဲ့ပါတယ်နော်ဘောအဲထားကတော့ဒီကိစ္စတွေအပြီးတရက်အကြာမှာ Facebook မှာတောင်းပန်စာတင်လာခဲ့ပေမဲ့လူမှုရေးဖောက်ပြန်မှုကြောင့်ဝေဖန်မှုမြင့်တက်နေဆဲဖြစ်ပါတယ်အခုတပံလွှမ်းမိုင်ကလည်းနောက်ဘယ်တော့မှမဖြစ်စေရပါဘူးအားလုံးကိုတောင်းပန်ပါတယ်ဆိုပြီးသူ့ရဲ့ official account မှာတင်လာခဲ့တာဖြစ်ပါတယ်ပရိသတ်ကြီးတို့ရေဒီကိစ္စမှာလက်ခုပ်ဆိုတာနှစ်ဖက်တီးမှမြည်တာဆိုတော့ပရိသတ်ကြီးတို့ရောတစုံတစ်ယောက်ကြောင့်73နှစ်ကြာ RS ကိုရပ်တန့်လိုက်တဲ့လွှမ်းမိုင်ကိုဘယ်လိုမြင်ကြလဲ comment မှာရေးခဲ့ပါဦးနော်